မဲ့2025ကနေစလို့ကဘာပြက်ကိန်းထဲကိုဝင်သွားပါပြီ။မြင်းကလင်းတွေလည်းပြင်းထန်စွာလှုပ်မှဖြစ်ပြီးတော့ကဘာမြေကြီးကမခံနိုင်တော့တဲ့အကြောင်းအရာ၄ချက်ရှိတယ်လို့တမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်။တုံ့ပြန်ခန်းကြီး30အပိုက်ငယ်21ထဲမှာမြေကြီးလှုပ်ခတ်ရသောအကြောင်းအရာအချင်းရာ3ပါးမကားတဲ့မြေကြီးမခံနိုင်သောအကြောင်းအချင်းရာ4ပါးမှာတဲ့နံပါတ်1ဂျုံကမင်းပြုတ်ခြင်းတဲ့ဂျုံဆိုတဲ့အခါမှာနံပါတ်1အနေနဲ့နားလေစေချင်တာကတော့ဘုရားသခင်ဖန်ဆင်းထားတဲ့ကောင်းကင်တမန်တွေဖြစ်တယ်။အဲ့ဒီကောင်းကင်တမန်တွေကဒီကဘာမျိုးကျဆင်းသွားတဲ့အခါမှာနတ်ဆိုးတွေဖြစ်လာတယ်။ဒါပေမဲ့အဲ့ဒီနတ်ဆိုးတွေကဟောဒီမြန်မာနိုင်ငံမှာမင်းပြုတ်နေကြတယ်။အဲ့ဒီနတ်ဆိုးရဲ့အကူအညီနဲ့လူတွေဟာစစ်တိုက်နေကြတယ်။ဘုရားသခင်ဖန်ဆင်းထားတဲ့အဲ့ဒီဂျုံတွေဖြစ်တဲ့နတ်ဆိုးတွေကတခင်လုံနေကြတယ်။အဲ့ဒီနတ်ဆိုးမှာအထီးလည်းမရှိဘူးအမလည်းမရှိဘူး။နတ်ဆိုးလို့ပြောတဲ့အခါမှာခိုးမယ်တတ်မယ်ဖြတ်စည်းမယ်လူတတ်ဖို့ပဲသူတို့သိတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီဂျုံဖြစ်တဲ့နတ်တွေကိုတခင်နေရာမှာထားတဲ့အတွက်မြေကြီးကပြတ်မှာဖြစ်တယ်။တော့နားလေစေချင်တယ်။ဒုတိယအနေနဲ့လူသားတွေကဘယင်နေရာလူနေကြတယ်။သူလည်းဆရာကြီးဖြစ်ချင်တယ်ကိုလည်းဆရာကြီးဖြစ်ချင်တယ်။ကိုလည်းအာနာရချင်တယ်သူလည်းအာနာရချင်တယ်။လူသားလို့မနေဘူး။ဖျားဖန်ဆင်းထားတဲ့လူသားလို့မနေဘဲနဲ့တခင်အရန်ဖြစ်ချင်တယ်။ဂျုံကမင်းပြုတ်တဲ့အတွက်ကဘာကြီးကပျက်စီးပါမယ်။တတိယချက်အနေနဲ့ပြောပြချင်တယ်။ဖျားရဲ့အစေခံအမှုတော်ဆောင်တွေဟာဘယင်လောက်ချင်ကြတယ်။အပူဇော်ခံချင်တယ်အပတခံချင်တယ်။ဆရာကြီးပဲလှုပ်ချင်ကြတယ်ဖယားတို့အစေမခံချင်တော့ဘူးဖယားတို့မနှိမ့်ချနိုင်ကြဘူးဂျုံကမင်းပြုတ်တဲ့အတွက်တဲ့မြေကြီးဟာမခံနိုင်တော့ဘူးတဲ့ကဘာမြေကြီးဟာပျက်စီးပါမယ်တဲ့ဒုတိယချက်အနေနဲ့ကျွန်တော်ထပ်ဖတ်ပြချင်တယ်မိုက်မဲတော်သူကအစာဝတယ်ဟောဒီလောကကြီးထဲမှာမိုက်မဲနေတဲ့သူတွေဘူချနေတဲ့သူတွေကဝါစွာစားရတယ်ဒါပေမဲ့ရိုးသားစွာနဲ့အလုပ်စူးစမ်းတဲ့သူတွေကတော့ငတ်မြဲငတ်နေဆဲပဲပဲပြုတ်တယ်တွေမနဲ့လဲနိုင်ထပြီးတော့ဘလောက်ပဲအလုပ်စူးစမ်းပါစေဒီဘဝကနေဘယ်တော့မှယုံထွက်နိုင်မှာမဟုတ်ဘူးတက်ဆီသမားတွေမနဲ့အစိုးကြီးတက်ဆီမောင်းတယ်ညမိုးချုပ်တဲ့ဒီအန်ဒီရတွေကြားထဲမှာသူတို့တက်ဆီတွေဆွဲကြတယ်ဒါပေမဲ့ဘဝတွေကတောက်ပြောင်မလာဘူးရိုးသားတဲ့သူတွေအတွက်နေရမရှိဘူးဒါပေမဲ့မိုက်နေတဲ့သူတွေကတော့အစာဝါစွာစားနေရတယ်တဲ့ဒါကြောင့်လေကဘာမြေကြီးကမခံနိုင်တော့ဘူးတဲ့မြေကြီးမခံနိုင်တော့အကြောင်းပြ၄ပါးဖြစ်တယ်ဒါဒုတိယချက်ဖြစ်တယ်နံပါတ်3တတိယချက်အနေနဲ့ကတော့မုန်းစရာကောင်းသောမိန်းမကလက်ထက်ရခြင်းမုန်းစရာကောင်းသောမိန်းမလို့ပြောတဲ့အခါမှာယွန်းစရာကောင်းတဲ့မိန်းမတွေဟာလက်ထက်ပွဲတွေလုပ်နေကြတယ်လက်ထက်တယ်ဆိုတဲ့အခါမှာလူရှိဖျားရှိကောင်းကင်တမန်ရှိမှာတက်တက်ထူပြီးတော့တန့်ရှင်းချင်းမင်္ဂလာနဲ့လက်ထက်ရတာဖြစ်တယ်ဒါပေမဲ့မုန်းစရာကောင်းတဲ့မိန်းမတွေကကဘာမှာလက်ထပ်နေကြတယ်။ဟိုမှာလည်းမင်္ဂလာပွဲဒီမှာလည်းမင်္ဂလာပွဲနောက်မြည်နေတာပဲ။အဲ့ဒီမုန်းစရာကောင်းတဲ့မိန်းမတွေကလက်ထပ်နေတဲ့အတွက်ကဘာကြီးကပျက်စီးပါမယ်။နောက်ဆုံးချက်ကိုပြောပြချင်တယ်။ဂျုံမကသူ့တခင်မကြီးအမွေကိုစက္ခံရခြင်း။ဒီနေရာမှာဂျုံမဆိုတာဘာတူလဲ။သူ့ရဲ့နာမည်ဟာဂရလို့ခေါ်ပါတယ်။အာဗြဟံရဲ့ဂျုံမဖြစ်တယ်။သူ့ရဲ့တခင်မဆိုတာဘာတူလဲ။ဆာရာဖြစ်တယ်။ဆာရာမှာကလေးရှိပါတယ်။ဆာရာရဲ့သားကဣဇက်ဖြစ်တယ်။ဆာရာစီကနေဣဇက်ဆင်းသက်လာတယ်။ဣဇက်ရဲ့သားသမီးတွေကအခုမြင်နေရတဲ့ဣသရေလနိုင်ငံသားတွေဖြစ်တယ်။ဒါပေမဲ့ဂျုံမဖြစ်တဲ့ဟာဂရကသားမွေးလာပါတယ်။အဲ့ဒီသားရဲ့နာမည်ကတော့ဣရှမေလလို့ခေါ်တယ်။အစ္စလာမ်တွေဖြစ်တယ်။ဒါပေမဲ့အဲ့ဒီတခင်မရဲ့အမွေကိုသူအမြဲတမ်းလူချင်နေတဲ့။အဲ့ဒီအစ္စလာမ်တွေကအမြဲတမ်းဣသရေလကိုရန်ရှာတယ်တဲ့။သူတို့တွေကချစ်တချမ်းသာကြတယ်ကြွယ်ဝတယ်ရေနံတွေနဲ့ချမ်းသာတယ်ဒါပေမဲ့တင်းတိမ်လာရောက်ရဲလာဆိုတော့မရောက်ရဲဘူးတဲ့သူတခင်မရဲ့စီးစိမ်ကိုထပ်လို့ပါအောင်မယ်တဲ့ဣသရေလနိုင်ငံကိုကမ္ဘာမြေပုံထဲကနေဖျောက်ပြီးတော့ပြည်လေထဲကိုချပစ်ဖို့ကြိုးစားပါမယ်တဲ့အဲ့ဒီအကြောင်းအရာ၄ချက်ကြောင့်ပဲကမ္ဘာကြီးဟာပျက်စီးရပါမယ်